Hello အားလုံးပဲမင်္ဂလာပါဝမ်းသွားတဲ့အချိန်စအိုမှတစ်ခုခုထွက်လာတာမျိုးခံစားနေရပါသလားတွေးထွက်တာမျိုးဖြစ်နေပါသလားဟုတ်ပါတယ်မိတ်ဆွေခံစားနေရတာလက်ကောင်းယောဂလက္ခဏာတွေပါလက်ကောင်းကိုနားလည်အောင်ပြောရရင်စအိုမှာရှိတဲ့တွေးကြောဖိအားတွေများလာပြီးရောင်လာတာဖောင်းလာတာပါအဲ့တော့ဖြစ်စေတဲ့အကြောင်းရင်းတွေမှာတွေးကြောဖိအားများစေတဲ့အကြောင်းတွေအဓိကပါပါတယ်ဝမ်းခဏခဏညစ်ရတဲ့သူတွေခဏခဏဝမ်းချုပ်သူတွေအိမ်သာထိုင်များသူတွေကြားသူတွေအဝလွန်သူတွေကိုဝင်ဆောင်တွေ fiber diet အမြင့်တက်ရှိတဲ့အစားနေရင်ဖြစ်တတ်ပါတယ်လက်ကောင်းမှာတဝမ်းသွားရင်တွေးပါတာညှိရင်အပြင်မထွက်ဘူးနှစ်ဝမ်းညှိရင်အပြင်ထွက်လာတဲ့အလိုလိုပြန်ဝင်တယ်သုံးဝမ်းညှိရင်အပြင်ထွက်လာတဲ့လက်နဲ့ထဲမှာပြန်ဝင်တယ်လေးပြန်မဝင်တော့ဘူးဆိုပြီးအဆင့်၄ဆင့်ရှိပါတယ်ဒါအပြင်စအိုနားမှာနာတာရတာရောင်တာမျိုးလဲတွေ့ရတတ်ပါတယ်ရှက်လို့မပြဖြစ်ရကနေတွေးခဏခဏထွက်လို့တွေးအားနေသွားတဲ့လူနာတွေလည်းတွေ့ဘူးတာမို့ဆရာဝန်နဲ့ပြဖို့မရှက်နဲ့နော်ဥဒပုံကတော့အဆင့်1နဲ့2ဆိုလက်ကောင်းလိမ့်စေးနဲ့တောက်စေးရင်တောက်လို့ရပြီအဆင့်3နဲ့4ဆိုရင်တော့ခွဲဖို့လိုအပ်ပါတယ်ဒါကြောင့်ဝမ်းမချုပ်အောင် fiber day များများစားဖို့ရေများများတောက်ဖို့မမေ့ကြနဲ့နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေအတွက် like and follow လေးလုပ်ထားကြပါဦးနေ